အားလုံးပဲမင်္ဂလာပါဒီနေ့မှာ original server မှာကျွန်တော် diamond 100လောက်ဖြည့်ပြီး10ချိန်လောက်ပဲလှည့်ထားတဲ့ဟာကိုဖောက်ပြသွားပြီးမှာပါဘယ်လိုပဲပြပြပေါ့နော်သူများရဲ့ကောင်မလေးတွေနဲ့ဖျားဦးထွက်နေတဲ့အချိန်မှာမနေ့ကဂိမ်းတွေကြိတ်စော့နေတဲ့ကောင်တွေရှိရပေါ့နော်ဗီဒီယိုလေးလုပ်ချင်လို့တော့ diamond လေးထည့်ပြီးဖောက်ပြတာမင်းဘာလို့ဖောက်တာလို့ရှိနေမှာဘာလို့လဲဆိုတော့ကျွန်တော်ရှိပြီးသားတွေပဲပြန်ပေးနေလို့မဖောက်တော့ KOS ကရင်လည်းအဲ့လောက်ကြီးလိုက်အောင်လဲကိုဘောစီဟုတ်မနေဘူးလေဟုတ်တယ်မလားတကယ်လို့ဘင်ကိုတန်းသွားတည်ရှိတယ်ရရင် Guinevere Aurora ဒါပဲလားဒီကောင်လေးကတော့ဖောက်ထားတဲ့ကြောက်ရည်ဒီလုံနေတဲ့ကက်ကလေးကိုရွေးပြီးနောက်ဆုံးမှာ wish ကက်လေးနေနှစ်ခါလောက်ဖောက်လိုက်တယ်ဒါပဲ diamond 200ပဲကုန်တယ်ဥစ္စာဒီ atlas skin လိုချင်လို့တာဖောက်လိုက်တာပေါ့နော် diamond 200နဲ့ရသွားဂျင်းနဲ့ဆရာကောင်းတော့ပေါ့ skin နဲ့တော်တော်လေးမိုက်တယ်ပေါ့ဖုံးပေါ်မှာသင်္ဘောကြီးနဲ့သင်္ဘောပြည့်ကြီးနဲ့လဲမှာရေပွဲခေါင်းကြီးတော်တော်လေးမိုက်တယ်နော် so ducks နော်တော်တော်လေးမိုက်တယ်ထားကြတယ်ပွဲတော့မှကျွန်တော်ဆန်းပြတော့ပြပါမယ်Regret fills the faces of all drowning men. Skill 1လေးလာတယ်ဘီနာနဲ့တော့လေးထွက်သူ့ရဲ့ဘီနာမှာဝိုင်းနေကြောက်ဆောင်ကြောင်ဆွဲခဲလေးရအစားတော်တော်လာတယ် Skill 2ကရေပွဲကောင်းကြီးကတော်တော်လာအောင်နော်ပင်လယ်ဓမြခေါင်း Tides fall. This Area ကတော့ပုံမှန်ပဲဘာထွေထူးပြောစရာမရှိဘူးအဲ့တော့ brother တို့ combo တစ်ခုပြမယ်ဒီ2 flicker combo ကရိုးရိုးအရှိကိုသုံးတဲ့ဥစားဒါရိုးရိုး combo ပေါ့နော်ကျွန်တော် brother ကိုခက်ဆန်းဆန်းလေးပြမယ်ဒါတီးပြီးသားဆိုလဲကြော်သွားတယ်တီးပြီးသားဆိုလဲဆရာကြီးမလုပ်ကြရနဲ့တိတ်ပြီဒါမတီးသေးတဲ့သူတွေတော့ပြောတာကျွန်တော်တို့ကဒီတိုင်းဝင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကခေါင်းကြီးကအရင်ထွက်သွားတော့ကြတော့ enemy တွေတီးသွားမယ်အဲ့တော့ဘယ်လိုလုပ်မလဲ surprise နောက်ကို2ကိုရွှေ့မယ်ပြီးရင်အဲဒီနဲ့ခေါ်သွားမယ်ဒါကတော့လူတိုင်းတီးပြီးသားမှာပါဒါကျွန်တော်အစမ်းလေးလုပ်ပြထားတာမတီးသေးတဲ့သူတွေအတွက်โอเคဘယ်လိုနေရာမှာဖမ်းလို့ကောင်းလို့ဆိုဒီလိုနေရာမှာအဲ့လိုမျိုးခေါင်းကြီးထွက်သွားလို့ဟိုဘက်ကစကေးတွေပါရှောင်းချင်းရှိအဲ့တော့ရှောင်းချင်းမရှိအောင်လို့နောက်ပြန်သုံးစကေးတူဒီ flicker နဲ့ခေါ်အဲ့ဒီနဲ့ဆွဲခေါ်သွားတယ်ဒါပဲ surprise သုံးလုံးကောင်းတဲ့နေရာကတော့ဒါကတော့ကိုစကေးနဲ့ကိုအတွင်းနဲ့ကိုမူတီးပြီးရကြတော့ဆော့ပေါ့နော်ဒါဘတ်တွေပါနှိုက်တဲ့နေရာမှာလည်းမျိုးကြီးသုံးလုံးကောင်းတယ်ပေါ့နော်အားလုံးပဲဒီနေ့ကတော့လောက်ပါပဲအပြင်းပြင်းလေးဗီဒီယိုဖန်တီးလိုက်တာပါ brother ကိုလည်းကြိုက်ရင်တော့လက်မလေးနေခဲ့ပေါ့နော် subscribe လေးလည်းလုပ်သွားခဲ့ကြပါနောက်ထပ်ဗီဒီယိုလေးတင်ဖို့ရှိပါသေးတယ်အားလုံးပဲbye byeပါ